တွေကပဲလောကောက်အောင်တာဖြစ်တယ်ဘာလဲသူလုံဆိုင်ရှုခင်းပါနေလားမတော်ခွနေလားဘုရားเจ้าမှာနိချင်းခံတာရေးမကြည့်ဘူးနည်းနည်းပြတိနဲ့ချုံမရနေရင်းတော့ပါဒီဘုရားသားသမီးဖြစ်ပြီလားမင်းကလည်းရွာဖိုးရဘုရားသားသမီးဖြစ်ပြီလားမင်းကလည်းရွာဖိုးရဘုရားသားသမီးဖြစ်ပြီလားဖြစ်ပြီကလည်းရွာဖိုးရဘုရားသားသမီးဆိုရင်လောကောက်အောင်တယ်မင်းရွာဖိုးနေငါပေါင်းခွမတော်ခွနောက်တစ်ခါပြောမယ်ဘုရားသားသမီးမှန်ရင်အမွေခံဖြစ်တယ်မင်းရွာဖိုးနေငါပေါင်းပါခွတော့တောက်တော့ပဲလားအမွေခံဖြစ်တယ်ငါပေါင်းခွတော့ထူတော့ခရိယန်နေစင်းရဲနေတာဘာကြောင့်လဲအော်ဘယ်လိုလဲခရစ်ပေါ်တဲ့ဘာအော်ဖော်ရတယ်ဟာခရိယန်ပဲဖြစ်ပြီးတော့ဘုရားသားသမီးဖြစ်တယ်ဆိုတာနားမလည်ကြလို့ဘာမလို့ခေါ်လဲလက်ကဲတော့ဘာခရစ်ပေါ်ကြီးတော့ကဲတော့ဂျွာပေါ်ကြီးတင်ရပါခေါ်တယ်ဟာလေလုယာ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 ဒေါမဩဝါဒစာခန်းကြီးရှင်းငယ်19ကိုဖတ်မယ်ရိုမေယောမရှင်း19ဖတ်မယ်Hallelujah. Romans khosa por chinui. The sinui. God. Pemimpi apodo pemisi wanita da yoa wanita da wanita kuda dogri itu pebak kuda nada podo odo pebak kuda nada podo singolo Hallelujah. Hallelujah. Hey, သားဖြစ်ရင်အမွေခံခရိယန်ဖြစ်တော့အမွေခံလို့မပြောဘူးနမကေတော့ဘုမနဲ့ငကဒိုနေဝါတော့ကိုပဲတသူရတော့နော်နမကေတော့ခိဘုမနဲ့ငကဒိုနေဝါတသူရတော့မေလာနာဟူအာနာဟူအာနာဟူအာခရိယန်ဖြစ်လို့နှစ်ချင်းဖြစ်လို့အမွေခံဖြစ်တာမဟုတ်ဘူးသားဖြစ်မှအမွေခံဖြစ်တာပမေကေတော့ရွာဘုမနဲ့ပပဝဝတသူရတော့တော့ကိုပဲနော်ပကေတော့ခိဘုမပပဝဝတသူရတော့တော့ကိုပဲတမေပါခရစ်တော်ကြွလာဖို့နီးနေပါပြီညီကိုမောင်မတို့ရေတော့ဘုရားရဲ့ဆိုင်ရှုခရစ်ကပေါ်တော်လီခရိယန်ထဲမှာအိတ်မနေကြပါနဲ့သူမောသူတမေခဲလာပခိဘုအတကွာမလဲလေဘုရားသားသမီးကဲသူစတင်ပြီးတော့မှအောင်မြင်ခြင်းရှင်နာစနိုင်ရအောင်တော့သူမေရောအဖို့နေဆရာခါတော့သူခေါ်ပါလိဘုရားသားသမီးတွေနင်းတဲ့နေရာတိုင်းမှာစာတန်နိုင်ငံကြာရှုံးရမယ်ဘုရားခင်နိုင်ငံတည်ထောင်ရမယ်ဟောဘုရားမနဲ့ခိုင်ကြောက်တော့တာလို့ကြောက်ခေါ်လို့နေမုကလေးနေရှူဒီကောလားအခက်ခဲရှိနိုင်တယ်တော့ကိုတကယ်ကိုပြဿနာရှိနိုင်တယ်တော့ကိုဆိုမေကိုစိန်ခေါ်မှုတွေရှိနိုင်တယ်တော့ထပ်ထပ်တာလက်တတာနာလီကိုဒါပေမဲ့မှတ်ယုံကြည်ခြင်းနဲ့အဲ့ဒီခက်ခဲပြဿနာကိုတင်ပြောပိုင်ခွင့်ရှိတယ်လက်တတာနာလီနဲ့မဒီကလေးအော်ဒါနဲ့တဲ့အောင်ဒီငါမိသားစုထဲမှာရှိတဲ့ယောဂါတွေအကောင်ပြန်ထွက်သွားသခင်ယေရှုနာမနဲ့အမိန့်ပေးတယ်လို့တင်ပြောပိုင်ခွင့်ရှိတယ်ဘုရားသားအမေရွာဖိုးတော့တို့တက်ဆိုတာမလို့တက်ချာတော့ဦးရဒီဘောဘောနဲ့လေယေရှုခွင့်ထားလို့စီးရဲချင်းအားလုံးငါမိသားစုနဲ့ထွက်တော့ခေါ်တိုင်းလေယေဟိဘောဘောတို့ကတော့ကနေဟာတော့ဝမ်းနဲ့ချင်းအားလုံးငါမိသားစုနဲ့ထွက်တာလည်းသူ့ပြီးတော့မတိတာစမနဲ့လေယေရှုခွင့်ဟာမျိုးရွာကျင်းချင်းနဲ့အားလုံးငါမိသားစုနဲ့ထွက်အဲ့လိုကျလို့တွန်းလို့မကြိုးပါခါလာတာတော့လေယေရှုခွင့်ဟာလေဟာလေလုယာဟာလေလုယာအဲ့လိုပြောပိုင်ခွင့်ကိုခရိယန်ကိုပေးထားတာမဟုတ်ဘူးဘုရားသားသမီးတွေကိုပေးထားတာဖြစ်တယ်အဆယ်ရဲ့တော့ပကတဲလို့တက်ဆိုတာမို့ခေါ်လို့ကဲဖို့ခွာတမီးတော့ဘာခရီးဖို့ခေါ်ပါအာမင်အာမင်ဘယ်မှာဖော်ပြထားတဲ့ဘုရားသားသမီးတွေလောကအောင်နေဆိုတာကိုတင်ရောခန်းကြီးတင်ရောခန်းကြီးငါအငယ်လေးတော့အဝနာနဲ့ပကဲရွာဖိုးလည်းပမန်ရတာသိကလေးလည်းကွာပဲရွာစတော့တာစပ်တယ်ရွာအစန်တော့ဒါစမလို့အစန်တော့ယာအစပိုလူီအာဂီဒီအဂေဒီအိုဖက်တော်လေယွာနေမန်နောကိုလောတော့တလမန်နောကိုမီအိုင်ပတနာလောဟာလေလုယာ hallelujah hallelujah can you read it again please အာဂီဒီ ကဲရပါလေအိုဖက်တော်လေယွာနေမန်နောကိုလောတော့တမန်နောအမန်နောကိုမီအိုင်
ปตานาเหรอ Can you continue please? Verse 5. Verse 5. เมตเมบาเลว่าอันน่ะเลยเยซูมีอภัยควานี่ดอกเมมดามันฮอโคตกาเลฮาเลลูยา Hallelujah. အကြည့်ယေရှုခရစ်တော်ငါရဲ့အရှင်ခင်ဖြစ်တယ်လို့ဝန်ခံတဲ့သူတွေကပဲလောကကိုအောင်တဲ့သူတွေဖြစ်တာဖြစ်တယ် အပလာသူလိုလာဆိုင်ရှုခရစ်တဲ့ဖာနေဝါတဲ့ဖာနေဘာလို့မန်ဟောခေါ်နေလားဘာဘာခေါ်လား Hallelujah ဘယ်နာမရှိပြောလိုက်သင်ဟာအောင်မြင်တော်သူဖြစ်တယ် တော့တော်ဘာလို့ခိုင်းနေဘာလို့မန်လား ။ပြောလိုက်သင်ဒီအောင်မြင်တော်သူဖြစ်တယ် မဘာလို့မန်လား ။သင်ဒီအောင်မြင်တော်သူဖြစ်တယ် Hallelujah. ဘာလို့မန်သူများပါပဲပြောဖျားပြောတဲ့စကားပဲယုံ ဘာတဲ့ဒီဒီလည်းနာလကဆိုင်ရတတ်တော့ ဘယ်သူပြောမှစိတ်ဝင်စားဖျားပြောထားပြီးသားအဲ့ဒါပဲစိတ်ဝင်စားတယ်ကျွန်တော် ဘာကတဲ့ဆိုင်ဝိစားပါချက်ဆောဒီချက်ဆောဆိုင်ရတဲ့လို့ သူများပြောလိုက်မယ်နေရဆင်းရဲတယ် ဘာကတဲ့နာနေဖို့ညာ နေရဆင်းရဲနေလို့မျိုးရွာဆင်းရဲတယ် နေကနေလူ့ကြောင်းနေဖွာတာဒီ ကျမ်းစာမှာပြောလေကြည် ဒီဆိုစီတယ်မရလေကွာတော့ ဒီကောခန်ကြီး ခင်းရီသူ ဒီကောခန်ကြီးရှေ့ ခင်းရီသူစတော့ခေါ် အငယ်ကို အစဘောဝီ Okay အားလုံးဖတ် အာလီဒီသူစီညာပကစားယေရှုခရစ်အပလာကိုလာအထူဝဲတော်ဝဲကစားတော့ကဲထော်ဝဲလေဘွာလေသူရောဒီသူထူတော်တော်လာအဝဲတာအကြဖို့တာယာကိုလော Amen ယေရှုခရစ်တော်ကစီးစိမ်ရှိတယ်တဲ့ အဆိုင်ရှုခရစ်တော်လာထူတာတော့ ဒါမဲ့တို့အတွက်ဆင်းရဲခံသွားတယ်တဲ့ တော့အဝဲမေပေါ်လေတူတန်တာဖို့ဘောလို့ သူဆင်းရဲခံတာတို့တွေစီးစိမ်ရှိဖို့တဲ့ လာအဝဲတူတန်တာဖို့နေခေါ်လို့လာဘောကောပွဲဟော သူအသေးခံတာတို့တွေအသက်ရှင်ဖို့ဖြစ်တယ် လာအဝဲတီဝနေဒီတော့ဘကမူဟော ဒါဆိုရင်သူဆင်းရဲခံသွားတာတို့တွေကျွယ်ဝဖို့ဖြစ်တယ် တော့လာအဝဲတူတန်တာဖို့ဒီတော့ဘကောပွဲ ဘာသာဖျားသားသမီးဆိုတာဘယ်တော့မှမဆင်းရဲဘူး တူနော်ဂျွာဖိုလီနေတော့ဖို့ရနော်ဘလာ ဒီနာမှာရှိတဲ့သူလက်ဆွဲနှုတ်ဆက်ပဲပြောလိုက်တင်ဟာအထူးကျွယ်ဝတော်သူဖြစ်တယ်လို့ဟာလေ ဟာလေလုယာတော့တယ်မမလည်းခါနေနေနာနေတော့ဘလောပြန်ပတ်တာကဲမထူတော့ဟာလေလုယာ ဒီပင်လာပြောတာလားဖျားပြောတာလား ဒီလာတော့ဆိုင်ရတဲ့ ဒီပင်လာမပြောဖျားပြောတာ ဒီမလာတဲ့တော့ဆိုင်ရတော့ ဟာလေလုတင်ဟာကျွယ်ဝတော်သူဖြစ်တယ်တဲ့ မေဘောကောပဲလား ဘာဖြစ်လို့ဒီလားဖျားပြောတယ်ယေရှုခရစ်တော်အားဖြင့်မင်းတို့အကုန် exchange လုပ်လိုက် exchange ဆိုင်ရရှုခရစ်ကိုချွတ်လေမပါလေပါဆိုင်တယ်လို့ ကျွန်တော်ရှင်းပြမယ်အခုခဏရှင်းပြတော့မယ် လောရစေပြလူ ယေရှုခရစ်တော်လှုပ်ဆောင်ပေးခဲ့တာရှင်းပြမယ်ကျွန်တော်ခု တော့ခိုင်းဆိုင်ရရှုခရစ်မာတီရာဒီဖာနေတယ်ထရက်ဆက်ပြလူ ရှင်းပြမယ်အရှိမနဲ့ထွက်လာပေးပါ ကဲဟဲ့တော်မင်းခီက Alaba. Okay, si que hala. Okay. Okay. ဟိုတော့မှရစ်ပူဇော်ခြင်းကိုကျွန်တော်ရှင်းပြမယ်ခု အော်ခိုင်းနေတရကဆက်ပြပါခါတော့တလူရဟေး